ရှိရှိတုန်းကအာယုံတက်ချိန်မှာကြီးမြတ်တဲ့နူအိုကပထမဖုံးတော်မီကိုကောင်းကင်စဖိုးဆောင်ကြီးထဲမှာထွန်းညှိခဲ့ပါတယ်။နူအိုကဒန်နာရီလာမော်ကြောက်တုံးနဲ့ကဘာပေါ်ကအဖားတောက်အားလုံးကိုလည်းဖန်တီးခဲ့လို့ချင်းချိုဖက်ခါအငန်ဖူးတဲ့အရာတာတွေကိုလည်းတပြိုင်တည်းဖန်တီးခဲ့ပါတယ်။ဒီလိုဖန်တီးမှုကနေဖြစ်ပေါ်လာတဲ့တရွာလေးတွေကနှစ်ပေါင်းထောင်ချီကြောင်အေးအေးချမ်းချမ်းနေထိုင်ခဲ့ကြပေမဲ့မကောင်းဖိုးဝါကွန်ပေါင်ချက်ကြီးရောက်လာခြင်းကနေဖာလို့သူတို့ဘဝမှာဒုက္ခတွေကိုဖတင်ခံစားခဲ့ကြရပါတယ်။ချက်ကြီးဟာအရာတာ၅မျိုးကြောက်တုံးရဲ့ဖွားအားတွေကြောင့်ပိုးပြီးအင်အားကြီးမားလာချိန်မှာမာဖတာလူချန်လို့ခေါ်တဲ့တိုင်းပညာရှင်တယောက်ကသူတို့ကိုကယ်တင်ပေးခဲ့ပါတယ်။မာဖတာလူချန်ကမကောင်းဖိုးဝါကြီးကိုရပ်ပေါင်းများစွာကြာအောင်တိုက်ခိုက်ပြီးအရာတာ၅မျိုးကြောက်တုံးကိုပြန်ယူနိုင်ခဲ့ပါတယ်။ချက်ကြီးကိုလည်းအနိုင်ယူပြီးဖုတ်ပြုတ်ကန်တဲ့ကိုအောင်မြင်စွာပြစ်ချလိုက်နိုင်ပါတယ်။ချက်ကြီးကိုအောင်နိုင်သွားတဲ့မာဖတာလူချန်ကအကုန်လုံးကိုကယ်တင်ပြီးတဲ့နောက်မှာတော့အရေးပါတဲ့စကားတစ်ခုကိုမှာကြားခဲ့ပါတယ်။အဲ့ဒါကတော့ငါတို့အားလုံးထဲမှာဟီးရိုးဆိုတာရှိပြီးသားပါလို့ပြောခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့မျိုးဖက်တွေအများကြီးကုန်လွန်ပြီးသွားတဲ့နောက်မှာတော့အရသာ၅မျိုးကြောက်တုံးကလည်းဒန်နာကြီးဖန်ဖန်ပျောက်ကွယ်သွားခဲ့ပါတယ်။ဒါပေမဲ့ဒီကြောက်တုံးရဲ့ဖားတွေကိုအသုံးချပြီးကြက်ကြီးကွန်ပေါင်းလို့ဖြစ်ချင်နေကြတဲ့သူတို့ချို့ကြောင့်ကြောက်တုံးဟာအန္တရာယ်များနေပဲဖြစ်ပါတယ်။ဒန်နာယူတွေအရကတော့အမောင်မိုင်ဖုန်းချိန်တွေမှာတော့အားလုံးကိုကယ်တင်ဖို့ဟီးရိုးတစ်ယောက်ဖူတာထွက်ပေါ်လာနေအောင်မှာဖြစ်ပါတယ်။အဲ့ဒါကြောင့်ဒီကဘာပေါ်မှာရှိကြတဲ့သူတွေအကုန်လုံးကဟီးရိုးဖြစ်ဖို့အခွင့်အရေးတွေကိုဖီရှိကြပါတယ်။တိမ်တွေပက်လည်ဝိုင်းနေတဲ့ဘုံချောင်းတစ်ခုရဲ့တနေရာမှာတော့ဟီးရိုးပြစ်ကမယ်ဟီးရိုးဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ရွေးချက်နဲ့တိုင်းကျင်ကြံနေတဲ့လူငယ်လေးတစ်ယောက်ရှိပါတယ်။သူကလေးချင်းမှုတွေအကုန်လုံးကိုပြီးမြောက်သွားပြီဖြစ်တာကြောင့်သူ့ဖီယာကသူ့ကိုဖူပါပေါင်ဖြစ်အဖင်တက်မှတ်ပေးလိုက်ပါတယ်။ဖီယာဖြစ်သူကသူ့တပည့်ကိုအထုပ်တစ်ထုပ်ရဲ့လက်နက်တစ်ခုရဲ့ပေးပြီးမကောင်းဖိုးဝါးတွေကိုတွားနေခိုင်းပါတယ်။မာဖတာလူချန်ကဒီလက်နက်နဲ့ကဘာကြီးကိုကာကွယ်ပြီးဒန်နာရီလာတူရဲကောင်းဖြစ်လာခဲ့တာကြောင့်အခုတော့ဒီတာဝင်းကစူပါပေါင်အလဲကိုရောက်လာခဲ့ပြီဖြစ်ပါတယ်။ဖီယာတော်ကဖူပါပေါင်ကိုမကောင်းဖိုးဝါးတွေရှာပြီးနိုင်ခိုင်းပါတယ်။အဲ့ဒါကြောင့်စူပါပေါင်လည်းအတွင်းဖိတ်တဲ့ကဟီးရိုးကိုတွေ့အောင်ရှာမယ်ဆိုတဲ့ရွေးချက်နဲ့ဘုံချောင်းကနေထွက်လာခဲ့လိုက်ပါတယ်။တကယ်တော့ဖီယာတော်ကစူပါပေါင်ကိုသူ့ကျောင်းမှာတင်ကြွေးမထားနိုင်တော့တာကြောင့်အကွက်ဖင်ပြီးထွက်သွားအောင်လုပ်လိုက်တာဖြစ်ပါတယ်။စူပါပေါင်ကိုပေးလိုက်တဲ့ဒုက္ခလည်းလက်ဆောင်ရောင်းတဲ့ဖိုင်ကဒုက္ခဖြစ်ပြီးမာဖတာလူချန်ရဲ့ဒုက္ခဖစ်ကတော့ဘုံချောင်းထဲမှာရှိနေပါတယ်။ဒါပေမဲ့သူ့တပည့်ကဒုက္ခအတုကိုယူလာပေးရမယ့်အဖာဒုက္ခဖစ်ကိုယူလာပေးလိုက်တာကြောင့်စူပါပေါင်ရဲ့လက်ထဲမှာမာဖတာလူချန်ရဲ့တကယ်ဒုက္ခဖစ်ကပါသွားပါတယ်။တောင်ပေါ်ကနေဆင်းလာတဲ့စူပါပေါင်ကပင်လယ်ဖိတ်ကမ်းတနေရာစီရောက်လာပါတယ်။တိုက်တိုက်ဖိုင်မဲ့ပင်လယ်ထဲကိုခီးသွားကြမဲ့သူတွေကသူတို့ခီးမှာတူရဲကောင်းတွေရွေးချယ်နေတာကိုစူပါပေါင်မြင်လိုက်ရပါတယ်။စူပါပေါင်လည်းအားသက်တရောဝင်ပြိုင်လိုက်ပါတယ်။စူပါပေါင်နဲ့ရှင်ပြိုင်တိုက်ခိုက်ရမဲ့သူကမာကျောတဲ့ဆာမူရိုင်းတူရဲကောင်းဖဲမန်းဖြစ်ပြီးတိုက်ခိုက်ရေးမှာကျွမ်းကျင်တာကြောင့်အဖာပိုင်းမှာနဲ့စူပါပေါင်ရှုံးသွားပါတယ်။စူပါပေါင်ကသူ့ကိုနောက်တစ်ကြိမ်အခွင့်အရေးပေးဖို့ပြိုင်ပွဲဖီဖင်သူတွေကိုအသေးအတန်တောင်းဖို့ပါတယ်။ဒီရဲ့ချင်းရေချောင်းကြီးကိုဥဖောင်မဲ့သူဖြစ်တဲ့မင်းသမီးဘာဖတာရောက်လာပါတယ်။မင်းသမီးဘာဖတာကစူပါပေါင်မှာတိုင်းပညာအရေးချင်းတွေမပြေဝသေးဘူးလို့ထင်တာကြောင့်သူတို့နောက်ကိုလိုက်မဲ့အဖာအိမ်ပြန်ပြီးတိုင်းကျင်ခိုင်းပါတယ်။ဖိတ်တက်ကြဝမ်းနဲ့လို့ကိုအားငယ်နေချိန်မှာပဲတွီလို့ခေါ်တဲ့လူတစ်ယောက်ကစူပါပေါင်ကိုလာမိတ်ဖက်ပါတယ်။တွီကသူတို့ရေချောင်းကြီးမှာအလုသမားလူတာကြောင့်အရှုံးသမားလေးစူပါပေါင်ကိုတောက်တူမရခိုင်းဖို့လာကမ်းလန်းတာဖြစ်ပါတယ်။သူတို့တင်းမောကမင်းသမီးဘာဖတာတို့တင်းမောကိုထမင်းချက်ပေးရမှာဖြစ်ပါတယ်။စူပါပေါင်ကတွီတို့တင်းမောပေါ်မှာအလုလုပ်ပေးရမှာဖြစ်ပြီးအဲ့ဒီအတွက်လာဖာမရပေမဲ့အလုတင်ဖူတဲ့နာမည်ကောင်းလေးတစ်ခုကိုတော့ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။နောက်ပြီးတကယ်ဟီးရိုးအဖစ်တွေနဲ့ခီးသွားမှာဖြစ်တာကြောင့်ရေချောင်းနဲ့တိုက်ပွဲအတွေ့အကြုံတွေကိုလည်းလေ့လာနိုင်အောင်မှာဖြစ်ပါတယ်။တင်းမောပေါ်မှာတော့မာလိန်မူးကွီရိုလီနဲ့ဒိုတို့ကစူပါပေါင်ရဲ့လုံးပေါ်ကိုင်ဘက်တွေဖြစ်ကြောင်းတွီကမိတ်ဖက်ပေးပါတယ်။အဖားထောက်ပိုင်းမှာတော့ဘာဘီကျူးအတွက်မာလိန်မူးကွီကတာဝန်ယူပြီးဟင်းခံမွေးချိုင်ပိုင်းကိုတော့ရိုလီနဲ့ဒိုတို့ကတာဝန်ယူကြမှာဖြစ်ပါတယ်။စူပါပေါင်ကပေါင်းကန်ခန်းကိုသူ့အခန်းဖို့ပြီးပြေးဝင်သွားပေမဲ့တကယ်တော့စူပါပေါင်နေရမယ့်အခန်းကလေးအေးအေးလေးနဲ့သပင်လေးတွေလှုပ်ပြီးနေရမယ့်တင်းမောထိပ်ပိုင်းကနေရာဖြစ်ပါတယ်။ကြောက်ဖူးတွေအကုန်လုံးတင်ပြီးတဲ့နောက်မှာတော့မင်းသမီးဘာဖတာရဲ့ဥဖောင်မှုနဲ့အတူပင်လယ်ထဲကိုရွှဲလင်းလိုက်ကြပါတယ်။စစ်သားတွေလေးကျင်ရင်လှုပ်တဲ့အချိန်ဆိုရင်စူပါပေါင်လည်းလေးကျင်တယ်လို့တစ်ခါတလေမင်းသမီးဘာဖတာကိုချောင်းကြည့်ရတာကလည်းသူ့အတွက်တစ်မျိုးပျော်ပြကောင်းလွန်လာပါတယ်။ဟီးရိုးဖိုတဲ့တပိတ်တုံးကိုမြင်ရင်တခြားဖစ်တီတွေကလှောင်ပြောင်ကြတာကြောင့်စူပါပေါင်ကဖိတ်ညစ်နေရပါတယ်။အဲ့ဒါကြောင့်လောဖော်ကိုင်ဘက်တွေကအဖားတောက်ဟီးရိုးဖိုတဲ့နာမည်နဲ့စူပါပေါင်ကိုတပိတ်တုံးတစ်ခုလုပ်ပေးလိုက်ကြပါတယ်။စူပါပေါင်ကမင်းသမီးဘာဖတာကိုချောင်းကြည့်နေရင်ဖဲမန်နေဂျာကတခုခုကြံဖီနေတာကိုမြင်လိုက်ရပါတယ်။ဒီရက်ချိန်ပင်လယ်ပြင်မှာမှုန်တိုင်းတိုက်လာတာကြောင့်တင်မောရာတွေအကုန်လုံးကမင်းသမီးဘာဖတာရဲ့အမိန့်နဲ့မှုန်တိုင်းကိုကြိုးတင်ပြင်ဆင်ကြရပါတယ်။တွီတို့အဖွဲ့လည်းရွက်ကျိုးတွေပြုတ်ထွက်မသွားအောင်တေချာထိန်းထားရပါတယ်။အကုန်လုံးကမှုန်တိုင်းတန်ကြောင့်ရုပ်ရုပ်တဲတဲဖြစ်နေချိန်မှာပင်လယ်ဓမြတွေရုတ်တရက်ဝင်တိုက်ခိုက်တာခံရပါတယ်။ပင်လယ်ဓမြတွေကိုဥဖောင်ခေါ်လာတဲ့သူကတော့ရေပွဲဖြစ်ပြီးဖဲမန်နေဂျာနှကောင်ကလည်းသူ့လက်အောက်မှာအလုံးလုံးနေတာဖြစ်ပါတယ်။နင်ဂျာနှကောင်ကမင်းသမီးဘာဖတာကိုဖမ်းလိုက်ကြပြီးတွီတို့တင်မောပေါ်ကိုရောက်လာကြပါတယ်။တန်ကောင်းကျင်တော့တင်မောပေါ်မှာဖူပါပေါင်ရှိနေတာကြောင့်အဖမ်းမခံရပဲလွတ်မြောက်သွားပါတယ်။
ဒါပေမဲ့သူရဲကောင်းဖြစ်ချင်နေတဲ့စူပါပေါင်ကသူ့တငယ်ချင်းတွေကိုကယ်ဖို့အတွက်ဒုတ်တချောင်းနဲ့ရေပွဲပြင်ကြီးကိုပြေးရလိုက်ပါတယ်။ဒါပေမဲ့ရေပွဲပြင်ကြီးကိုမရိုက်နိုင်ခင်သူအရင်ရိုက်တာခံလိုက်ရပါတယ်။ဖဲမန်နင်ဂျာကစူပါပေါင်နဲ့တိုက်ခိုက်ရင်တခြားတင်မောတစ်စီးပေါ်ကိုပြုတ်ကျသွားပါတယ်။ဖြစ်ချင်တော့တိုးတိုးပြုတ်ကျသွားတဲ့တင်မောကမီးလောင်နေတာကြောင့်နှစ်ပိုင်းကျိုးပြီးရင်းနစ်သွားပါတယ်။ဖဲမန်ကစူပါပေါင်ကိုလက်ထိတ်ခတ်ပြီးလက်နက်ကိုလည်းယူထားလိုက်ပါတယ်။စူပါပေါင်တတိပြန်ရလာတော့အကျဉ်းသားတစ်ယောက်ကိုဖက်ဖန်ရမယ်ဖာမူရိုင်းဥပဒေတွေကိုဖဲမန်ကဖာဟိုကြီးအတိုင်းရှင်းပြနေပါတယ်။ဒီလိုနဲ့ရေပွဲပြင်ကြီးရဲ့လေကိုလိုက်ရှာကြရင်ကနေရေဝဲတစ်ခုကြောင့်တနေရာကိုရောက်သွားကြပါတယ်။ဖဲမန်တတိလက်လို့ဖြစ်နေတဲ့အချိန်ကိုခွင်ကောင်းယူပြီးစူပါပေါင်ကလက်ထိတ်ကိုပြေးဖို့ကြိုးပမ်းနေရကြောင်းတော့ကိုတူတပြန်ကိုတပြန်လူကြပါတယ်။ဒီလိုနဲ့တကိုင်းပေါ်ကတော့ကိုယူရင်းကနေတတော်ရဲကိုနှစ်ယောက်သားပြုတ်ကျသွားကြပါတယ်။တကယ်တော့ရေပွဲပြင်ကြီးကအရသာ၅မျိုးကြောက်တုံးကိုလိုချင်နေတာကြောင့်မင်းသမီးပါဖတာတို့ကိုဖမ်းထားတာဖြစ်ပါတယ်။သူကတူကိုယ်တိုင်ဖွားကြည့်မဲ့အပြင်ဒီကဘာပေါ်မှာရှိတဲ့အရသာတွေအကုန်လုံးကိုထိန်းချုပ်နိုင်ပန်းရှိနေတာကြောင့်မော်ကြောက်တုံးကိုလိုချင်နေတာဖြစ်ပါတယ်။ပေါ်ကြောက်တုံးရှိတဲ့နေရာကိုတီးတဲ့သူဖို့လို့မင်းသမီးပါဖတာနဲ့အတူအဖမ်းခံထားရတဲ့ဖော်ဖေးတယောက်ပဲရှိပါတယ်။ဒန်နာအီမှာပြောထားတဲ့စကားတွေအရဆိုရင်နှစ်တစ်ထောင်ကိုမှတခါအရသာ၅မျိုးကြောက်တုံးရဲ့လှုပ်ဝက်အခန်းကပွင့်တာဖြစ်ပါတယ်။မင်းသမီးပါဖတာကအရသာ၅မျိုးကြောက်တုံးရဲ့ကျွန်းကိုရှာဖို့ပင်လက်ခီးထွက်လာခဲ့တာဖြစ်ပေမဲ့အခုတော့ရေပွဲပြင်ကြီးလက်ထဲကိုမော်ကြောက်တုံးမရဖို့တားဖီရတော့မှာဖြစ်ပါတယ်။တာဝန်တွေအကုန်လုံးပြီးဖုံးသွားပြီဖြစ်တာကြောင့်ယာမာဖာကီကသူ့အကိုကိုရှာခြင်းကြောင့်ရေပွဲပြင်ကြီးကိုပြောပါတယ်။ဒါပေမဲ့ရေပွဲပြင်ကြီးပြောတဲ့မလုံးပေးစကားတွေကြောင့်ယာမာဖာကီလည်းရေပွဲပြင်ကြီးဖြစ်မှာဖက်လက်တာဝန်ထမ်းဆောင်ဖို့ဖုံးပြလိုက်ပါတယ်။တကယ်တော့ယာမာဖာကီနဲ့ဖဲမန်ဖူတာနင်ဂျာညီအကိုတွေဖြစ်ပါတယ်။သူတို့ကဂျေးဖာဖာမူရိုင်းတွေဖြစ်တာကြောင့်ရေပွဲပြင်ကြီးကသူတို့ကိုငွေကြေးတစ်ခုပေးပြီးအလုပ်လုပ်ခိုင်းထားတာဖြစ်ပါတယ်။အခြားတစ်ဖက်မှာတော့မြောက်ကလက်ထိတ်ခတ်ထားတဲ့တော့ကိုယူဖော်ရင်သူ့ဘာသာတတိမေ့သွားပါတယ်။ဒါကိုတခြားမြောက်တွေကစူပါပေါင်တို့လုပ်တဲ့ထင်တာကြောင့်စူပါပေါင်တို့ကိုလိုင်းနောက်ရှက်ကြပါတယ်။ဖဲမန်တို့ကမြောက်တွေလက်ထဲကနေထွက်ပြေးရင်တစ်ပင်အကြီးကြီးတစ်ခုပေါ်ကနေတနေရာကိုပြုတ်ကျသွားပါတယ်။သူတို့နဲ့အတူမြောက်တကောင်လည်းပါလာပါတယ်။မြောက်ကစူပါပေါင်ရဲ့ခေါင်းပေါ်မှာအမြဲနေချင်နေတာကြောင့်စူပါပေါင်ကဖိတ်ညစ်နေရပါတယ်။ဒီလိုနဲ့လမ်းတစ်လျှောက်လုံးမြောင်းနှောက်ရှက်တာကိုတိခံရင်ခီးဖက်လာခဲ့ရပါတယ်။စူပါပေါင်ကနီးဖက်ရအပင်ကငပြောရွက်တစ်ခုကိုရှာပြီးပေါင်းခံတဲ့နေရာတစ်ခုအမြန်ဖုံးဖန်တီးလိုက်ပါတယ်။ဒီလိုအရာမျိုးကပဲသူ့ကိုဒီကဘာပေါ်မှာအသက်ရှင်နေတယ်လို့ခံစားရစေတဲ့တစ်ခုတည်းသောဖီးပင်ဖြစ်ပါတယ်။စူပါပေါင်အကြိုက်ဖုံးအဖားဖာကတော့ကြက်တုံဖြစ်ပြီးသူ့အတွက်ကြက်တုံကပဲဒီကဘာပေါ်မှာအကောင်းဆုံးအဖားဖာဖြစ်ပါတယ်။စူပါပေါင်အတွက်ကြက်တုံကအကောင်းဆုံးဖြစ်ပေမဲ့ဖဲမန်အတွက်တော့ဝါဖာဘီကအကောင်းဆုံးဖြစ်ပါတယ်။သူကဝါဖာဘီကိုဓာတ်တွေးတဲ့နေရာမှာသုံးတာကြောင့်အမြတ်တနိုးတိမ်ဖီထားတတ်ပါတယ်။ဖာမူရိုင်းတွေဖူတာမှန်တာမားတာကိုမသိပဲအလုံးလုံးပေးတဲ့သူတွေလို့ပြောတော့စူပါပေါင်ကဖစ်မန်နဲ့ဟီရိုတယောက်ကဘယ်လိုမျိုးလဲဆိုတာကိုဖဲမန်ကိုရှင်းပြပါတယ်။ဖဲမန်ကဘယ်လိုလူမျိုးပဲဖြစ်နေပါစေလူဖိုးနဲ့တွဲပြီးတိုက်ခိုက်ရင်လူဖိုးပဲဖြစ်ပြီးလူကောင်းအတွက်တိုက်ခိုက်ပေးရင်တော့ဖဲမန်ကလူကောင်းပဲဖြစ်ပါတယ်။အဲဒါကြောင့်သူတို့လိုလူကောင်းတွေဘက်ကကူတိုက်ခိုက်ပေးဖို့စူပါပေါင်ကဖဲမန်ကိုတောင်းဆိုပါတယ်။အခြားတစ်ဖက်မှာမင်းသမီးပါဖတာတို့ကလည်းအချုပ်ထဲကနေလွတ်မြောက်ဖို့အခွင့်ကောင်းကိုဖောင်နေကြပါတယ်။ဒီလိုလွတ်မြောက်ဖို့ဆိုတာတယောက်တည်းနဲ့မဖြစ်နိုင်တာကြောင့်အတူတူပူးပေါင်းလုပ်ကင်ကြရမှာဖြစ်ပါတယ်။ဖဲမန်တို့အေးရနို့တော့နေရာတစ်ခုလုံးမီးလောင်နေတာကြောင့်စူပါပေါင်ကိုပါခေါ်ပြီးအတူတူထွက်ပြေးကြရပါတယ်။ဒီလိုနဲ့စူပါပေါင်တို့ကကြက်တုံခွေးကြီးတစ်ခုကိုဖီးရင်အဖားတောက်တော်ကြီးတစ်ခုဖီကိုရောက်လာကြပါတယ်။ကြက်တုံမှာပါတဲ့အမွန်ဓာတ်တွေကြောင့်ဖဲမန်ကမျက်စိကွယ်သွားပါတယ်။စူပါပေါင်ကဝါဖာဘီအောက်ကိုပြုတ်ကျသွားတာကြောင့်ဝါဖာဘီနေရာမှာကြက်တုံနဲ့အဖားထုတ်ပေးလိုက်ပါတယ်။ဒါကိုမသိတဲ့ဖဲမန်ကတော့သူ့လက်ထဲကိုရောက်လာတာဝါဖာဘီအဖစ်ပဲထင်ပြီးအိတ်ထဲမှာတင်ထားလိုက်ပါတယ်။အခုချိန်မှာဖဲမန်ကမျက်မြင်ဖြစ်သွားပြီဖြစ်တာကြောင့်စူပါဟီးရိုးဖြစ်ချင်နေတဲ့စူပါပေါင်ကသူ့ကိုဖျားကြီးလုပ်လို့ရသွားပြီဖြစ်ပါတယ်။ဒီကဘာပေါ်မှာရှိတဲ့တောင်တွေဖူတာကလည်းရေခဲတောင်တွေအဖာရေခဲမုံတောင်တွေဖြစ်ပါတယ်။ဒီလိုနဲ့တယောက်ကိုတယောက်ဖေးမှပြီးခီးဖက်လာရင်ကနေလမ်းတနေရာမှာတောရိုင်းချင်တွေနဲ့တိုးလို့ထွက်ပြေးကြရပြန်ပါတယ်။ရေပွဲပြင်ကြီးရဲ့ထောင်ဖောင်းကမနက်မိုးလင်းလာရင်သူ့ရဲ့နှစ်ချောင်းထဲတော့ရှိတဲ့သွားကိုကြည်ကောင်းနေအောင်တန်ရှင်းလုပ်ပါတယ်။ဒါကသွားခေါ်တာမဟုတ်ပဲသူ့ကိုကြည်ကောင်းနေဖေတဲ့လူချောကြီးဖြစ်ဖေတဲ့အဓိကချက်ဖြစ်ပါတယ်။ထောင်မှာတုံနဲ့ပုံစံတူသွားခေါ်တဲ့လူတယောက်ရှိပါတယ်။အဲ့ဒါကတော့တွီဖြစ်ပါတယ်။တွီကသူ့ဖီမှာသွားတွေကိုဖြူဖင်တန်ရှင်းဖေတဲ့အထူးသွားထိုက်တန်ရှိတာကြောင့်သုံးချင်ရင်လာခဲ့ဖို့ပြောပါတယ်။ဒါပေမဲ့မင်းသမီးပါဖတာတို့ကဒီအချက်ကိုအခွင့်ကောင်းယူပြီးအသုံးချလိုက်နိုင်တာကြောင့်ထောင်ထဲကနေလွတ်မြောက်သွားကြပါတယ်။မာလိန်မူကွီကငါးတွေကိုမီးခဲနဲ့ပစ်ပြီးတိုက်ခိုက်နေချိန်မှာမင်းသမီးပါဖတာကတော့မြားနဲ့ပစ်ပြီးတိုက်ခိုက်ပါတယ်။ဒါပေမဲ့ရေပွဲပင်ကြီးကိုအခိုင်အမာကာကွယ်ပေးနေတဲ့ယာမာဖာကီရှိနေတဲ့အပြင်မာလိန်မူကွီတို့တစ်ဖွဲ့လုံးမှာအဖမ်းခံလိုက်ရတာကြောင့်မင်းသမီးပါဖတာလည်းအဖမ်းခံလိုက်ရပါတယ်။ဒါပေမဲ့ပလန်ဘီဖြစ်တဲ့တင်မောတစ်ခုလုံးဖောက်ခွဲဖို့အဖီဖင်ကိုတော့ရိုလီနဲ့ဒိုဒိုတို့ကအောင်မြင်အောင်လုပ်လိုက်နိုင်ပါတယ်။အဲဒါကြောင့်တင်မောကိုအဖင်ပြေတဲ့တနေရာမှာကန့်ကတ်လိုက်ရပါတယ်။ဒီလိုနဲ့ကျက်ဖို့ပြုတ်ကန်ကိုရောက်လာကြတဲ့ဖူပါပေါင်တို့ကဖုတ်ပြုတ်ရဲ့ဖွားအားတွေကြောင့်ဒဏ်ရာတွေအကုန်လုံးတက်တာသွားပါတယ်။ဖဲမန်လည်းကျက်ဖို့ပြုတ်ရဲ့ဖွားအားကြောင့်အရင်လိုမျက်လုံးပြန်ကောင်းသွားပါတယ်။ရန်သူဘွားကနေမိတ်ဆွေတွေပြန်ဖြစ်သွားတာကြောင့်ဖူပါပေါင်နဲ့ဖဲမန်ကတယောက်ကိုတယောက်မိတ်ဖက်ကြပါတယ်
ဖဲမန်ကတန်တမန်ကိုဖောက်ရှောက်ရတဲ့သူရဲကောင်းရဲ့15ဖက်မြောက်မျိုးရိုးဖြစ်ပြီးဒီမျိုးရိုးမှာသူ့ညီယာမာဗာဂီနဲ့သူကနောက်ဖုံးဖြစ်ပါတယ်။ရေပွဲပြင်ကြီးဘက်ကနေကူတိုက်ပေးတဲ့ဖူရာကလည်းအလုပ်တစ်ခုကြောင့်ဖြစ်ပြီးဒီအလုပ်ပြီးလို့ပတ်ဖန်ရပြီဖူရာနဲ့တို့ကထွက်သွားကြမှာဖြစ်ပါတယ်။ဒီအချိန်ရေထဲကနေချစ်ဖျာကောင်းတဲ့ဖားကြီးတစ်ကောင်ထွက်လာပြီးစူပါပေါင်တို့ကိုတိုက်ခိုက်ပါတယ်။ကံကောင်းကျင်တော့ဖားရဲ့ကျေးဖူးတွေကြောင့်ပဲစူပါပေါင်ကတန်ကြိုးထဲကနေလွတ်မြောက်သွားပါတယ်။ဖားကဖဲမန်ကိုဖားမယ်လို့တဲ့အချိန်မှာစူပါပေါင်ကဝင်ကယ်ပေးလိုက်တာကြောင့်ကတ်တီးလေးလွတ်မြောက်သွားပါတယ်။ဒီလိုနဲ့စူပါပေါင်နဲ့ဖဲမန်တို့နှစ်ယောက်ပေါင်းပြီးတိုက်ခိုက်လိုက်တော့ချစ်ဖျာကောင်းတဲ့ဖားကြီးကိုအနိုင်ယူလိုက်နိုင်ပါတယ်။ပြီးတော့တို့နှစ်ယောက်လည်းတငယ်ချင်းတွေဖြစ်သွားကြပါတယ်။ဖဲမန်လိုဖာမူရိုင်းတယောက်အတွက်တငယ်ချင်းဖူရာအရေးပါလာပြီဖြစ်တာကြောင့်စူပါပေါင်ဒုက္ခမရောက်ဖို့ဖူရာဖဲမန်ရဲ့အဓိကရည်ရွယ်ချက်ဖြစ်လာပါတယ်။အဲဒါကြောင့်ရန်သူလက်ထဲမှာဒုက္ခမရောက်ခင်စူပါပေါင်ကိုတောထဲမှာထားခဲ့ရပါတယ်။ရေပွဲပြင်ကြီးဖီပြန်ရောက်လာတဲ့ဖဲမန်ကစူပါပေါင်ကိုတောထဲမှာတယောက်တည်းချုပ်ထားခဲ့လိုက်ပါတယ်။ရေပွဲပြင်ကြီးကအမြဲတမ်းနန်ဖော်နေတတ်တာကြောင့်အနံကောင်းတွေကိုရှူရှိုက်ရတဲ့ဖူရာသူ့အတွက်တော့အိမ်မက်ဖိုးပဲဖြစ်ပါတယ်။အဲဒါကြောင့်ရောင်ဖျားကောင်းတဲ့အနံကောင်းတွေကိုဖယ်ရှားပြပြီးအနံဖိုးတွေအမြဲတမ်းရနေအောင်လုပ်ဖို့ကသူ့ရဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်။အဲဒါကြောင့်လဲသူကအရသာ၅မျိုးမော်ကြောက်သုံးကိုလိုချင်နေတာဖြစ်ပါတယ်။ကဘာပေါ်ကအရသာအားလုံးကိုထိချုပ်ချင်တာကလည်းသူ့ရဲ့ရည်ရွယ်ချက်တွေကတစ်ချက်ဖြစ်ပြီးသူ့အကြိုက်ဖုံးအရသာကတော့အငန်ဖုံးရယ်လို့ဖြစ်ပါတယ်။ဒီအချိန်ဖူပါပေါင်ရောက်လာတာကြောင့်သူ့ကိုနှိမ်နှင်းဖို့ရေပွဲပြင်ကြီးကဖဲမန်ကိုတာဝန်ပေးလိုက်ပါတယ်။ဒါပေမဲ့ဖဲမန်ကမတက်ရက်ဖြစ်နေတာကြောင့်ယာမာဖာဂီကသူ့နေရာမှာအဖားဝင်ပြီးတိုက်ခိုက်ပါတယ်။သူပါပေါင်အသက်ခံရတော့မယ့်အချိန်မှာဖဲမန်ကအကြောင်းဖုံကိုရှင်းပြပြီးဝင်သားပေမဲ့ယာမာဖာဂီကလက်မခံတာကြောင့်သူပါပေါင်တယောက်ကြောက်တုံးတွေနဲ့ပိတ်မိသွားပါတယ်။ဖဲမန်ကိုလည်းသူတို့နှစ်ယောက်ညီကိုမတော်ဖက်တော့ကြောင်းပြောပြီးရေပွဲပြင်ကြီးကိုဖန်ခိုင်းလိုက်ပါတယ်။ဒီလိုနဲ့ညာဘက်အချိန်ကိုရောက်လာတဲ့အခါမှာတော့ကြောက်တုံးနေကြတဲ့မှာဒုက္ခရောက်နေတဲ့စူပါပေါင်ကအတူတူကြကြအိမ်မက်တစ်ခုကိုမက်လာပါတယ်။အိမ်မက်ထဲမှာတော့ကြောက်တုံးရုပ်ထုတွေကမာဖတာလူချန်ကစူပါပေါင်ကိုစကားပြောနေပါတယ်။မာဖတာလူချန်ကကြီးမြတ်တဲ့သူရဲ့ခေါင်းဖူတာကိုယုံကြည်ရတယ်ဆိုတဲ့အကြောင်းနဲ့ပြက်ဖီးသွားတဲ့ကံကြမ္မာတို့ကြောင့်ကိုအားမငယ်ဖို့ပြောပါတယ်။မာဖတာလူချန်ပြောလိုက်တဲ့စကားတွေကြောင့်ဖူပါပေါင်နဲ့တတိပြန်ရလာပြီးကြောက်တုံးတွေကိုဖယ်ရှားလိုက်နိုင်ပါတယ်။ကံကြမ္မာတို့ချောင်းကိုတော့မြောက်တွေပြင်ပေးလိုက်တာကြောင့်အရင်လိုပြန်သုံးလို့ရသွားပြီဖြစ်ပါတယ်။အခြားတစ်ဖက်မှာတော့ရေပွဲပြင်ကြီးကမော်ကြောက်တုံးရှိတဲ့ကျွန်းကိုရှာတွေ့သွားပြီဖြစ်ပါတယ်။မော်ကြောက်တုံးကကြောက်ဖောင်တွေကြားထဲမှာရှိတဲ့ဘုရားကျောင်းတစ်ခုထဲမှာရှိနေတာဖြစ်ပါတယ်။အထဲမှာတော့အရသာတစ်ခုချင်းစီကိုကိုးကားပြုတဲ့အဖားဖာတွေနဲ့မော်ကြောက်တုံးတွေလည်းရှိနေပါတယ်။မော်ကြောက်တုံးတွေကိုခွဲခြားလိုက်တာနဲ့တပြိုင်နက်တဘာဝတရားကြီးကပြက်ဖီးပါပြူလာပါတယ်။ဒီအချိန်နေအောင်မရှိသေးတဲ့ကောင်းကင်ရံရဲ့တနေရာကနေသူရဲကောင်းဖန်တိုင်းပညာရှင်တယောက်ကကျိုးရန်ပေါ်မှာမတ်တက်ရက်နေပါတယ်။သူကတော့ခြာသိပ်ဘွားကနေတိုင်းပညာရှင်ကြီးဖြစ်လာတဲ့စူပါပေါင်ဖြစ်ပြီးမြောက်တွေနဲ့အထာကြအောက်ကိုဖင်လာပါတယ်။တိုင်းပညာရှင်ကြီးစူပါပေါင်ကသူ့တငယ်ချင်းတွေကိုလှုပ်ပေးလိုက်ပြီးသူ့မိတ်ဆွေကြီးဖဲမန်ကိုလည်းကြိုးဖြေပေးလိုက်ပါတယ်။ဒီအချိန်ရေပွဲပြင်ကြီးကတော့ကဘာကြီးကိုတီဖောက်ခဲ့တဲ့ဖွားတွေကတခုဖြစ်တဲ့အချင်းတက်ကိုဖျက်ဆီးပစ်လိုက်ပါတယ်။ပြီးတော့အရသာတခုချင်းဖီကိုဖျက်ဆီးပစ်ပြီးသူကြိုက်တဲ့အငန်တဲ့ကြံတော်မှကြောက်တုံးတွေကိုပေါင်းဖီးလိုက်ပါတယ်။အဲဒါကြောင့်ကဘာပေါ်မှာအငန်တက်ကကြီးဖိုးလာပြီးဖားမုံတိုင်းတွေပါတိုက်ခတ်လာပါတယ်။ဖားမုံတိုင်းတိုက်တာခံရတဲ့သူတွေကဖားမုံတိုင်းကြောင့်သားရည်ဖိန်ဖုန်ပင်းတွေဖြစ်သွားကြပါတယ်။သူတို့ကအသီးဖိမ့်မဲ့နေတာကြောင့်သူတို့နဲ့မတူတဲ့သူတွေအကောင်လုံးကိုရန်သူထိန်ပြီးတိုက်ခိုက်တော့မှာဖြစ်ပါတယ်။စူပါပေါင်ကအကာအကွယ်နဲ့ဖျားเจ้าတွေကိုရောက်အောင်သွားနေချိန်ဖဲမန်လည်းသူနဲ့အတူလိုက်လာပါတယ်။ဖျားเจ้าတွေကိုရောက်တော့ရေပွဲပြင်ကြီးကမော်ကြောက်တုံးရဲ့ဖွားတွေနဲ့သူတို့ကိုတိုက်ခိုက်ပါတယ်။ဖဲမန်ကတော့သူ့ညီယာမာဖာဂီကိုတိုက်ခိုက်ပြီးစူပါပေါင်ကတော့ရေပွဲပြင်ကြီးကိုတိုက်ခိုက်ပါတယ်။ဗလန်တွေရဲ့ထုံးဖန်အတိုင်းအဖာပိုင်းမှာတော့လူဖိုးတွေလုံးသမျှကိုလူကောင်းတွေကအလူလက်ခံရပါတယ်။ဖဲမန်ကသူ့ဓာတ်ကိုစူပါပေါင်ပေးထားတဲ့ကြက်တော်နဲ့တိုက်ပြီးထားတွေးလိုက်ပါတယ်။ပြီးတော့ညီကိုနှစ်ယောက်အသေးချေတိုက်ခိုက်ကြပြီးဖာမူရိုင်းဖန်ပွဲသိမ်းတိုက်ကွက်နဲ့သူ့ညီကိုအနိုင်ယူလိုက်ပါတယ်။စူပါပေါင်ကတော့ပြက်ဖီးသွားတဲ့ကံကြမ္မာတို့ချောင်းကိုနှစ်ချက်ကူအဖြစ်ပြန်အသုံးချပြီးရေပွဲပြင်ကြီးကိုအနိုင်ယူလိုက်ပါတယ်။ဒါပေမဲ့မော်ကြောက်တုံးရဲ့ဖွားကြောင့်ပိုဖွားကြီးလာတဲ့ရေပွဲပြင်ကြီးကသူ့ကိုယ်သူဖားရေပွဲအကြီးဖားကြီးအဖြစ်အသွင်ပြောင်းပြီးစူပါပေါင်တို့ကိုတိုက်ခိုက်ပါတယ်။မော်ကြောက်တုံးကရေပွဲပြင်ကြီးရဲ့ဘက်ဖက်ထဲမှာရှိနေတာကြောင့်မော်ကြောက်တုံးကိုယူနိုင်တာနဲ့ရေပွဲပြင်ကြီးကိုပါအနိုင်ယူနိုင်မှာဖြစ်ပါတယ်။ဖဲမန်ကကိုအသေးခံပြီးရေပွဲပြင်ကြီးရဲ့ဘက်ဖက်ထဲကိုရောက်အောင်စူပါပေါင်ကိုပို့ပေးလိုက်ပါတယ်။နောက်ဖုံးမှာတော့စူပါပေါင်ကမော်ကြောက်တုံးတစ်ခုချင်းစီကိုအသက်သွင်းရင်ရေပွဲပြင်ကြီးကိုအနိုင်ယူလိုက်ပါတယ်။အဲ့ဒီနောက်ပတ်ဝန်းကျင်တစ်ခုလုံးကလည်းပုံမှန်အတိုင်းပြန်ဖြစ်လာပြီးသွန်မင်းတွေဖြစ်နေတဲ့သူတွေကလည်းပြန်ကောင်းသွားကြပါတယ်။စူပါပေါင်ကသူ့မိတ်ဆွေကြီးဖဲမန်ကိုဖားတွေကြားထဲမှာအသေးအတန်လိုက်ရှာပါတယ်။ဒါပေမဲ့ဖျားเจ้าတစ်ခုလုံးကပြက်ဖီးတော့မှဖြစ်တာကြောင့်မာလိန်မှုကွီနယ်တွေကစူပါပေါင်ကိုခေါ်ထုတ်သွားကြရပါတယ်။အဲ့ဒီနောက်တတိမိတ်နေတဲ့သူတွေကိုတင်းမောပေါ်ရအောင်ပြန်ကယ်ရင်ပင်လယ်ထဲကိုခက်ပြန်ထွက်လာနိုင်လိုက်ပါတယ်။ဒီလိုနဲ့ရေပွဲမိတ်ဖာကြီးကိုအနိုင်ယူလိုက်နိုင်လို့သူရဲကောင်းဖြစ်သွားတဲ့စူပါပေါင်ကတရက်ကျရင်မိတ်ဆွေဟောင်းကြီးကိုပြန်တွေ့ရမယ်ဆိုတဲ့ဖိတ်နဲ့ဖြစ်တဲ့ရင်အိမ်ကိုပြန်လာနေခဲ့ပြီဖြစ်ပါတယ်။